안녕하세요, 민글라바 디니마로 EBS 바완사오의 11과 문화와 정보 장리 라마 피바에 리라메 강신하러 쓰레기 분리 배출 아마이디오 쾌자순피 진소의 장리 라마 피바에 코리아마 아마이순피다리 애양호 이지래 번호 이지래ကိစ္စ တစ်ခု ဖြစ်ပါတယ်ကိုရီးယားလူမျိုးတွေက 아마이디오 쾌자순피 진에 ပတ်သက်ပြီးအရန်ကိုစီကန်းရှိပြီးတော့မှအရန်ကိုအလေးထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ဒီအမိုက်တွေကိုကိုကဘယ်လိုဆွန့်ပြရမလဲဆိုတာမသိခဲ့ဘူးဆိုရင်တေချာခွဲခြားဆွန့်ပြခြင်းမပြုခဲ့ဘူးဆိုလို့ရှိရင်အပြစ်မှုဘာနော်ဟိုဥပဒေရမဟုတ်ပေမဲ့ဘာနော်လူမှုရေးရပြစ်မှုကြီးကျူးလွန်တယ်လို့ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့တေချာအမိုက်တွေကိုခွဲခြားဆွန့်ပြတဲ့နေကိုတေချာလေ့လာဖို့လိုပါတယ်အဲ့တော့ဘယ်လိုလဲဆိုတာကိုလေ့လာကြည့်မယ်ပေါ့နော်စာပိုင်လေးကိုအရင်ဖတ်ကြည့်အောင်한국에서는 쓰레기를 버릴 때 쓰레기의 종류에 따라 분리해서 버려야 합니다. 쓰레기의 종류에는 일반 쓰레기, 음식물 쓰레기, 재활용품, 헌옷 그리고 대형 쓰레기가 있습니다. 코리아 마술로시 쓰레기를 버릴 때는 바베다로 아마이 리피데 가마소인 쓰레기의 종류에 따라 아마이 묘사를 쾌자위아마 숨비야바메 디다면 마마메 보노 아마이 디오 시레미 아마이 에레 공태위아마 공로 빌로미야바고 보노 쓰레기의 종류에는 바이시드레이저 일반 쓰레기 뽕매마 유유 아마이디 시메 나고 음식물 쓰레기 아사 주인제 아마이디 아사조 아마이디 시메 나루가 재활용품 ပြန်ပြီးတော့မှပြန်လဲအသုံးပြုလို့ရတယ် recycle လုပ်လို့ရတယ်ပစ္စည်းလေးရှိမယ်နောက်တစ်ခုကကျဟောနိုအဝတ်အထည်ပေါ့နော်အဟောင်းလေးရှိမယ်နောက်တစ်ခုကကျဒေယုံစရိကီအမိုက်အကြီးကြီးရှိမယ်ပေါ့နော်အဲ့တော့အမိုက်တွေအမျိုးအစားတွေအများကြီးရှိတယ်အဲ့တော့ဘလို့အမိုက်ကိုဘလို့ပြရမလဲဆိုတာကိုလေ့လာကြည့်မယ်စာပိုင်နောက်စာပိုင်တစ်ပိုက်ဖတ်ကြည့်မယ်နော်일반 쓰레기는 종량제 봉투에 넣어서 버립니다. 버리는 날짜와 장소는 정해져 있는데 지역마다 다릅니다. 종량제 봉투는 마트나 편의점, 슈퍼마켓에서 살 수 있는데 5리터, 10리터, 20리터, 30리터, 50리터, 75리터, 100리터까지 있습니다. 디마 100리터 바워나 일반 쓰레기 유유 엄마이디요 발로 암레이소인 디야 엄마이고 보나 뼈에 미마마 소루신 양공 뭐나 차미로 신남지 양공 뮤지 락베 엄마이 두 손ပြေလို့ရတဲ့ အမိုက်အိတ်ဆိုတတ်ရှိလေတခြားမျိုးနယ်တွေမှာကျတော့အမိုက်တွေကကွာကိုအဆင်ပြေရလေးနဲ့ပြစ်ကြရပေါ့နော်ဒီမှာကိုရီးယားမှာလုံးဝမဟုတ်ပါဘူးဘာလို့ရမလဲဆိုရင်အမိုက်အိတ်ကိုဝယ်ပြီးတော့မှပြစ်ရပါတယ်အဲ့တော့ဘာလို့ရလဲပြစ်တဲ့နေ့ရလဲเนาะပြစ်တဲ့ body နဲ့ night ကြာဝချောင်းလို့ပြစ်တဲ့နေ့နဲ့ပြစ်တဲ့နေ့ရနေရလဲတတ်မှတ်ထားရပါတော့ဂျုံဟဲတာဆိုတတ်မှတ်ထားတာတတ်မှတ်ထားပြီးတော့မှချီရောက်မှသာထားနေတာရက်ကွက်လိုက်နေရလိုက်ကွက်ပြဥမာဆိုးမှဆိုတော့မှရက်ကွက်ဒီမျိုးတွေအလိုက်မှာကိုအမဒီတရက်ကွက်ကဒီဘက်တနေ့လာအင်္ဂါဗုဒ္ဓဟူဆိုရင်နောက်ထပ်ရက်ကွက်ကတနေ့ဗာလေကြာလာပြီးတော့အဲ့လိုပေါ့နော်ဒါမဲ့တော့ခွာပြီးတော့မှတနေ့လာဗုဒ္ဓဟူတောက်ကြရဲအဲ့လိုမျိုးတွေပေါ့နော်သူကဘာဖြစ်လဲဆိုရင်ခွဲခြားပြီးတော့မှပြစ်ရတယ်အဲ့တော့ပြစ်မဲ့နေမဟုတ်ပဲအမှိုက်ပစ်ထားလို့ရှင်လေသူကဘောနော်မပြည့်ရဘူးဘောနော်ဒါမပြည့်ရဘူးအဲ့တော့ကိုရမနေရခါမှာအင်ရှင်နေနေဘောနော်ဘယ်နည်းကိုပြည့်ရမလဲဆိုတော့ကိုကမေးဖို့လိုပဲဘယ်နည်းအမိုက်ပြည့်လို့ရတဲ့နေလဲဆိုတော့ကိုကလိလာဖို့လိုရဘောနော်ပြည့်မဲ့ရမဟုတ်ပဲအမိုက်ကိုထုတ်ထားရင်လေဒါကဘာဖြစ်လဲဆိုရင်အပြည့်ဖြစ်တတ်တယ်ဘောနော်အဲ့တော့ပြီးလို့ရှိရင်ပြည့်မဲ့နေရကိုအိမ်ရှိတိုင်းပြည့်ချလို့မဟုတ်ပဲねဘယ်နာမှပြည့်လဲဆိုပြီးတော့မှရှိရဘောနော်ရှိရနေရအထိတွားပြီးတော့မှပြည့်ရပါတယ်နောက်တစ်ခုကကျဂျုံလန်းကျဲပုံသူဒီအမိုက်အိတ်တွေကိုဘယ်မှာဝယ်လို့ရမလဲဆိုရင်မတ်ဘောနော်ဈေးဆိုင်နေဒါမှမဟုတ်ရှင်24 night store ဒါမှမဟုတ် supermarket တွေမှာဝယ်လို့ရပါတယ်အဲ့တော့5လီတာ10လီတာနေစပြီးတော့100လီတာဒီပေါ့နော်ဒီစာရွက်မှာပါပဲအပြင်မှာ100လီတာတွေရှိပါတယ်အဲ့တော့အမိုက်အိတ်တွေအများကြီးရှိရပါတော့ရွယ်စားလိုက်အများကြီးရှိပါတယ်အဲ့တော့ဘာလဲဆိုဒီမှာတတိထားမယ့်အချက်ကအမိုက်ပြစ်မယ်ဟေးဆိုကိုကဒီတရက်ကွက်မှာပြစ်မယ်ဥမာတရက်ကွက်မှာမနေနဲ့ကိုတရက်ကွက်သွားလို့တရက်ကွက်မှာအမိုက်ကြီးအိတ်နဲ့ပေါ့အမိုက်အများကြီးပြစ်เสียရှိမယ်ဟဲ့ဆိုလို့ရှိရင်အဲ့တရက်ကွက်ကအမိုက်ကိုဝယ်မှာကိုကပြစ်မဲ့နေရရဲ့အမိုက်ကိုဝယ်ရမှာဥမာကိုကတခြားရက်ကွက်2ရက်ကွက်မှာပေါ့နော်ဥမာဆိုကိုကစပယ်ရက်ကွက်မှာနေပြီးတော့မှစပယ်ရက်ကွက်မှာနေတာဒါပေမဲ့ပရမများရက်ကွက်ကိုတွားပြီးအောင်အမိုက်ပြစ်မယ်ဆိုလို့ရှိရင်ပရမများရက်ကွက်ကအမိုက်ကိုဝယ်ရမယ်စပယ်ရက်ကွက်အမိုက်အင်းနဲ့ပရမများရက်ကွက်မှာအမိုက်တွားပြစ်လို့မရဘူးပေါ့နော်အဲဒါကြောင့်မလို့သူနေပြစ်မဲ့ရက်ကွက်ရဲ့အမိုက်အိတ်ပဲဖြစ်ရပါမယ်အဲ့တော့အဲ့လိုမျိုးတ
မှတ်ထားအိမ်မဟုတ်ဘူးဆိုလို့ရှိရင်အမိုက်သမားတွေကမကောက်ဘူးပေါ့နော်အဲ့တော့နောက်တစ်ပိုက်ကိုလေ့လာကြည့်မယ်ဒါသတိထားစရာလေးပေါ့နော်နောက်တစ်ပိုက်ကကျတော့음식물 쓰레기는 최대한 물기를 제거한 후 버려야 합니다. 닭뼈나 달걀 껍데기와 같이 동물을 먹을 수 없는 것은 일반 쓰레기로 분리해서 버려야 합니다. 음식물 쓰레기는 음식물 쓰레기 수거통에 버리거나 수거통이 없을 경우 음식물 쓰레기 봉투에 담아서 버리면 됩니다. 음식물 쓰레기고 배마 삐암 아사 주인제 아마이디고 배마 삐암 레소시 뻥만 소인 번어디 예리 번어두 사 마시 예리요 마 카우세고 예리요 돈비야마 병내고 돈비야마 베스마 돈비야마 아파고 배 피야에 번어 ပြီးတော့ရှင်ကြက်ရိုးဒီကြက်ဥခွန်နေကြတော့ရိုးအမိုက်ထဲဟိုဒါရိုးအမိုက်ထဲပြရမှာနော်အစာအိတ်အမိုက်ထဲမှာပြရအောင်ပေါ့နော်နောက်တစ်ခုကကြာတော့ဗာလဲဆိုရင်ဒီအမိုက်အိတ်ကိုဒီလိုလိမ်မော်ရအပုံးခွန်လေးနဲ့ပေါ့နော်လိမ်မော်ရအဖုံးလေးနဲ့အမိုက်ပုံးခွန်လေးတွေမှာအိတ်ထဲကိုပြင်းပြမပြလို့ရှိရင်အမိုက်ပြတဲ့အိတ်တက်ဆိုပြီးတော့ပေါ့နော်ဒီ imishimo sregi ဆိုအိတ်တက်ရှိအရှိကပြောခဲ့တဲ့အိတ်ဒီနဲ့မတူနော်အဲ့အိတ်နဲ့သွားပြီးတော့မှအမိုက်ပြမရအောင်နော် imishimo sregi ဆိုဒီအယောင်တက်သတ်မှတ်ထားအိတ်ကလေးနဲ့ပြစ်မှသူကအမိုက်ကိုယူထားပါတယ်အဲ့တော့အမိုက်အိတ်နှစ်အိတ်ကမတူဘူးเนาะဒါလေးတီးတန့်မှတ်ထားမှာအမိုက်အိတ်နှစ်အိတ်ကမတူပါဘူးအဲ့တော့အမိုက်အိတ်ကိုတီးတန့်ဝယ်ပြီးတော့မှပြရတယ်အဲ့တော့နောက်တစ်ခုပတ်ကြည့်မယ်เนาะ 재활용품의 종류로는 플라스틱, 비닐, 종이, 캔, 빈병이 있습니다. 재활용품은 종류별로 분리해서 버리면 됩니다. 재활용품 ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်း recycle လုပ်လို့ရတဲ့ပစ္စည်းပေါ့နော်မြန်မာမှာဆိုတော့ plain ခွန်ပါတယ်ပေါ့နော်အဲ့တော့ plastic 종류ပေါ့နော်ဘာရှိလဲဆို plastic ရှိမယ်ကျွတ်အိတ်တွေရှိမယ်စာရွက်တွေရှိမယ်တန်ဘူးပေါ့နော် can ဆိုတန်ဘူးရှိဘင်းပြောဖန်ပလင်းအလွတ်တွေရှိမယ်ပေါ့နော်အဲ့တော့တချို့နေရာမှာကြာဒီ plain တွေကိုဖန်ဆိုရင်ဖန်နေထည့်တယ်ဆက်ကူဆိုဆက်ကူအဲ့လိုမျိုး plastic အဲ့လိုခွဲထားတယ်ပေါ့နော်တချို့ကကြာတော့မခွဲဘဲဂျေဝါယုံဆိုပြီးတော့မှအဲ့ဒါဆိုရင်ကိုကအိတ်ထဲကိုတေချာပေါက်ပြရမယ်ပေါ့နော်재활용품은 종류별로 이렇게ပစ္စည်းတွေကိုခွဲခြားပြီးပြရင်ဒါမှမဟုတ်လေခွဲမခြားဘဲနဲ့တချို့နေရာမှာဂျဲဝါရုံးဆိုပြီးတက်ပေါ့နော်ပြန်ပြီး recycle ဆိုရင်အဲ့ထဲမှာတက်ဖြစ်ပြရမယ်ကိုယ့်အိမ်မှာဆိုလို့ရှိရင်လေဒါတီးတန့်ပေါ့နော်ဂျက်ဖာတွေစက်ကူတွေဆိုလေတီးတန့်ဖြစ်ပြရမယ်ဟိုအမိုက်အိတ်ထဲမှာတက်ပြီးလို့ရှိရင်အဲ့အမိုက်ကိုသူတို့မယူသွားဘူးပေါ့နော်နောက်ထပ်စာပိုက်တစ်ပိုက်ဖတ်ကြည့်မယ်헌옷이나 신발, 가방, 담요와 같은 것은 위류 수거함에 버려야 하는데 위류 수거하면 보통 행정복지센터 앞이나 주택가의 골목 아파트의 쓰레기 수거장 안에 있습니다. အဝတ်အဟောင်းတွေကိုမဝတ်တော့ပစ္စည်းတွေဖနက်တွေအိတ်ဒီဆောင်နေပေါ့နော်ဒီလိုအထည်အဟောင်းတွေကိုじゃဘယ်မှာပြမလဲဆိုရင်ဒီလိုစုဆောင်ထားဒီလိုပုံးလေးပေါ့နော်အဲဒါတွေကဘယ်မှာရှိတယ်လဲဆိုလို့ရှိရင်ဟင်းကျုံဖုတ်ကြီးစင်တာဆိုရင်အဲ့လိုလူမှုထောက်ပံ့ရေးစင်တာတွေပေါ့နော်ဥပမာဆိုရင်လူမှုထောက်ပံ့ရေးစင်တာဆိုဘာလဲဆိုအိမ်တွေပါပြောင်းလို့ရှိရင်သူ့မှာသွားပြီးမှရှင်းကိုပေါ့နော်တိုင်ကြားရတယ်ဥပမာလွယ်ပြောရရင်ရက်ွက်ရုံပေါ့နော်ရက်ွက်ရုံဆိုရင်အရှိဒီမှာရှိတတ်တယ်ဒါမှမဟုတ်ရှင်ဂျူတက်ကဲကိုမအိမ်လန်းကြားလေးဒီလိုတောင်းလေးမှာအဲ့လိုတိုင်လေးနာမှာရှိတတ်တယ်နောက်တစ်ခုကကျတော့အဖတ်တဲ့တော့အပမ်းမဲ့မှာဆိုရင်သူအမိုက်ပစ်တဲ့နေရာနာမှာရှိတတ်တယ်ပေါ့နော်အဲ့လိုနေရာမှာတွားပြီးတော့မှထည့်ပြီးတော့ဆွန့်ပစ်လို့ရပါတယ်လို့ပြောတာနော်နောက်တစ်ခုနောက်ဆုံးစာပိုက်ဖတ်ကြည့်မယ်နော်대형 쓰레기는 책상이나 침대, 냉장고, 텔레비전과 같이 큰 쓰레기를 말합니다. 대형 쓰레기를 버릴 때는 폐기물 스티커를 붙인 후 집 앞에 버려야 합니다. 스티커 비용은 쓰레기의 크기와 무게에 따라 다르며 행정복지센터에서 구매할 수 있습니다. 대형အမိုက်အကြီးဆိုဘာပြောရလဲဆိုရင်ချက်ဆန်စပွဲဒါမှမဟုတ်침대ကရင်냉장고ရေတက်တာ 텔레비전 TV စတဲ့အမိုက်တွေကိုပြောတာပါအဲ့တော့대형 쓰레기를 버릴 때는အဲ့တော့ဒီလိုအမိုက်တွေကိုကြတော့ဘယ်လိုပြရမလဲဆိုရင်ဒီပြစ်ချင်တိုင်းပြလို့မရအောင်เนาะပြစ်ချင်တိုင်းပြင်တာဒီဒဏ်ခတ်ခံရတယ်ပေါ့เนาะကိုရီးယားမှာ CCTV ရှိရတဲ့ကြောင့်မို့ဒါပို့ပြီးသတိထားရတယ်ပေါ့เนาะ
အဲ့တော့ပြစ်ချင်တိုင်းပြစ်လို့မရဘူးဘယ်လိုလုပ်အောင်လဲဆိုရင်စွန့်ပစ်ပစ္စည်းစတစ်ကာကိုကတ်ပြီးတော့မှအင်ရှိမှာထားထားရင်သူကလာပြီးတော့မှတည်သွားတယ်ပေါ့နော်အဲ့တော့တည်သွားရဲဆိုတာလေစွန့်ပစ်ပစ္စည်းပြစ်ထားရဲဆိုတာသိအောင်လို့ဘာလုပ်လဲဆိုလို့ရှိရင်ကိုကဒီဟိန်းကြောင်းခုနပေါ့နော်ဒီထောက်ပံ့ရေးစင်တာရက်ွက်ရုံနေမှာသူ့ရဲ့စွန့်ပစ်ပစ္စည်းပြစ်လို့ရတဲ့ပေါ့နော်တီးတန့်အဲ့လိုစတစ်ကာလေးရောင်းတဲ့ဟာလေးရှိပါအခုဆိုရင်တော့ဝယ်ကြမလို့ပဲနဲ့အင်တာနက်ကနေပြီးတော့မှသူကဘောနော်ဝယ်လို့ရတယ်အဲ့တော့အင်တာနက်ကနေဝယ်သူကနာမည်လေးပေးထားနံပါတ်လေးပေးထားကိုအဲ့နံပါတ်လေးကိုစက်ကူလေးနဲ့ကတ်ထားလိုက်ရင်လည်းရတော့မဟုတ်စတစ်ကာဆိုပြီးတော့မှဝင်လည်းရတယ်ပေါ့နော်အဲ့တော့ကတ်ပြီးတော့မှကိုယ့်အင်ရှိမှာပြရပါမယ်အဲ့တော့ဒီနေ့ဘာဖြစ်တော့ဒီရဲ့အမိုက်စတစ်ကာကသူ့ရဲ့အရွယ်အစားနဲ့လိုက်ပြီးတော့မှကွဲပြားခြားနာရပေါ့နော်အဲ့တော့တိတ်တော့မရှိပါဘူးဥမာကတင်မှုရတစ်ခုလောက်ဆိုရင်4-5-6ထောင်အဲ့လိုပေါ့နော်ဈေးမကြီးဘူးပဲနဲ့သူကတိတ်ပြီးတော့ပစ္စည်းတဲ့ယူကလောက်ပဲသူကဈေးရှိရပေါ့နော်အဲ့တော့တိတ်ပြီးတော့ဈေးမကြီးပါဒါပေမဲ့တစ်ခုနဲ့တစ်ခုကတော့ဈေးကွဲရပေါ့နော်အရွယ်အစားလိုက်ပြီးဈေးကွဲပြားခြားနာရအဲ့တော့ဒီနေ့ကဒါအမိုက်တွေကိုကိုဘလို့ပြရမလဲဆိုတာကိုသူ့ရဲ့အမျိုးအစားလိုက်ဘလို့စွန့်ပြရမလဲဆိုတာကိုလေ့လာခဲ့ရဖြစ်ပါတယ်အဲ့တော့ဒီရဲ့ခံအရန်ကိုအရေးကြီးရပါတော့ကိုရီးယားမှာနေထိုင်တော့မယ်ဆိုတော့အရန်အရေးကြီးရခံဖြစ်တော့ကြောင့်မို့တေချာလေ့လာဖို့လိုအပ်ပါတယ်ဒီနေ့သင်ခန်းစာဒီပါပဲ like share subscribe လုပ်ထားဝင်မင်းနဲ့နော်ကျေးဇူးတင်ပါတယ်감사합니다